ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ပြောင်းလဲခြင်းများစွာနဲ့ဟင်းဆိုတဲ့ခန်းကြီးလေးကိုတခါတည်းရအောင်ကြက်သွားကြမယ်နော်。変える。考え方を変えた。နမူနာစာကြောင်းလေးတွေကိုလေ့လာရအောင်。カーテンを新しいものに変える。旅行の計画を変えることにした。髪型を変える必要がある。変わる。年を取ると好みが変わる。နမူနာစာကြောင်းလေးတွေကိုလေ့လာရအောင်。引っ越しをしたので住所が変わりました。急に空が暗くなり雨が雪に変わった。あの店は店長が変わってから雰囲気が良くなった。တစုံတစ်ယောက်ဒါမှမဟုတ်မိမိရဲ့သဘောဆန္ဒအရပြောင်းလဲလိုက်တဲ့အရာတွေကိုခါရဲရုသုံးပါတယ်။ခါဝါရုကတော့သဘာဝအတိုင်းအလိုလျောက်ပြောင်းလဲသွားတဲ့နေရာတွေမှာသုံးပါတယ်။ဒီနှစ်ခုကိုအသုံးပြုပြီးတော့နေ့စဉ်သုံးစကားပြောလေးတစ်ပုဒ်လောက်လေ့ကျင့်ကြည့်ရအောင်နော်こんにちは。今日はどんな風にしますか？最近気分を変えたくて髪の色を少し変えようと思ってます。いいですね。どんな色に変えたいですか？秋になって気温も変わってきたので少し落ち着いたブラウンにしたいです。わかりました。季節が変わるとイメージも変えたくなりますよね。変更する。明日の予定を変更します。会議の時間を午後3時に変更する。パスワードを変更してください。出発時間が変更になりました。変更になる。予定が変更になりました。နမူနာစာကြောင်းလေးတွေကိုလေ့လာရအောင်。来週から会社の勤務時間が変更になります。急な都合により、担当者が変更になる可能性があります。来月より、契約の条件が一部変更になります。詳細をご確認ください。ကိုယ်တိုင်သို့မဟုတ်တစုံတစ်ယောက်ကသတ်မှတ်ချက်တစ်ခုခုပေါ်အခြေခံပြီးတော့ပြောင်းတဲ့အခါမှာဟင်ခုစုရုကိုသုံးပါတယ်။အလုတ်ဖွဲစီမံကိန်းစီကံစတဲ့စနစ်ကအလိုလျောက်ပြောင်းသွားတဲ့အခါမျိုးမှာဟင်ခိုနီနာရုကိုသုံးရပါတယ်။ဒီနှစ်ခုကိုအသုံးပြုပြီးတော့နေ့စဉ်သုံးစကားပြောလေးတစ်ပုဒ်လောက်လေ့ကျင့်ကြည့်ရအောင်နော်田中さん来週の出張の予定確認しましたか？はい、確認しました。でも少し予定を変更しようと思っています。どうしてですか？お客様の都合で打ち合わせの時間を午後に変更したいそうです。なるほど。じゃあ飛行機のチケットも変更する必要がありますね。はい、今から旅行会社に連絡します。変化する。子供は毎日少しずつ成長し変化します。နမူနာစာကြောင်းလေးတွေကိုလေ့လာရအောင်。時間とともに街の景色も変化した。彼の意見は状況によってしばしば変化する。天気はすぐに変化することがある。လူရာသီဥတုပတ်ဝန်းကျင်စိတ်ခံစားချက်တွေကသဘာဝအတိုင်းအချိန်နဲ့လိုက်ပြီးတော့တဖြည်းဖြည်းပြောင်းလဲလာမှုကိုပြောချင်ရင်ဟင်ခါစုရုကိုသုံးပါတယ်။နေ့စဉ်သုံးစကားပြောလေးတစ်ပုဒ်လောက်လေ့ကျင့်ကြည့်ရအောင်နော်ねえ、最近朝がちょっと寒くなってきたね。もう秋だね。空の色も少し変化してきた気がする。ほんと、この葉も黄色になってきたし、風も気持ちいいね。季節が変化すると気分も変わるね。秋はなんだか落ち着く感じがする。変質する。ミルクは時間が経つと変質します。
このチーズは変質して酸っぱい匂いがする。彼は成功した後、性格が変質してしまった。長い年月の間にその金属は変質した。မူလရည်သွေးအခြေအနေသဘောတဘာဝယူရင်းပြောင်းလဲသွားခြင်းများသောအားဖြင့်အရင်ခြေအနေထက်ပျက်စီးသွားတဲ့သဘောမကောင်းတဲ့ဘက်ကိုပြောင်းလဲသွားတဲ့သဘောကိုသုံးပါတယ်။နေ့စဉ်သုံးစကားပြောလေးတစ်ပုဒ်လောက်လေ့ကျင့်ကြည့်ရအောင်နော်။最近うちの会社ちょっと変じゃないですか？そうですね。昔はお客さんの笑顔のために働いていたけど今は利益ばかり考えている気がします。それって目的が変質したってことですよね。そうですね。初心を忘れないようにしたいですね。変形する。そのボールは押されて変形してしまった。事故のせいで車のドアが変形して開かない。熱を加えるとプラスチックが変形します。この椅子は長く使っていて少し変形してきた。変形するကတော့အရာဝတ္ထုတွေရဲ့မူရင်းရုပ်ပိုင်းပုံသဏ္ဍာန်ပြောင်းလဲပျက်စီးသွားတဲ့အနေနဲ့သုံးပါတယ်။ဥပမာသတ္ထုပလတ်စတစ်ပုံကားအိတ်ဖုန်းစသည်တို့ပုံပြတ်သွားတဲ့နေရာမှာသုံးပါတယ်။နေ့စဉ်သုံးစကားပြောလေးတစ်ပုဒ်လောက်လေ့ကျင့်ကြည့်ရအောင်နော်။ああ、このプラスチックの箱変形しているね。本当だ。どうして熱に当たったの？多分、日当たりのいい場所に置きっぱなしだったから。変換する。このアプリで音声を文字に変換できます。文章を PDF に変換して送ってください。画像を別の形式に変換する必要がある。彼はアイデアをビジネスに変換するのが上手だ。変換するဆိုတာကအရာတစ်ခုကိုအခြားပုံစံအခြားပမာဏဖြင့်ပြောင်းလဲခြင်းဖြစ်ပါတယ်။ IT လိုနည်းပညာနယ်ပယ်တွေမှာ format ပုံစံ file မျိုးစားတွေပြောင်းလဲတာမှာသုံးပြီးတော့ငွေကြေးလဲလှယ်ခြင်းငွေအမျိုးအစားတစ်ခုမှတစ်ခုသို့လဲလှယ်ခြင်းဘာသာစကားတစ်ခုမှတစ်ခုသို့ပြောင်းခြင်းစတာတွေမှာသုံးလို့ရပါတယ်။နေ့စဉ်သုံးစကားပြောလေးတစ်ပုဒ်လောက်လေ့ကျင့်ကြည့်ရအောင်နော်။田中さんこの動画ファイルちょっと重くて開けないです。そうですか。じゃあ形式を変換してみましょうか。MP4 に変換できますか？はい、大丈夫です。5分ぐらいで終わります。変換できました。軽くなったのでメールで送れますよ。助かりました。ありがとうございます。変動する。天候は変動しやすいので注意が必要です。物価は毎年変動しています。天気が変動しやすい季節です。彼の気分はよく変動する。変動するကိုတော့မတည်ငြိမ်မဲနဲ့အတက်အကျပြောင်းလဲရှိတဲ့နေရာတွေမှာသုံးပါတယ်။ဥပမာဈေးနှုန်းငွေလဲနှုန်းရာသီဥတုရှယ်ယာဈေးကွက်စတဲ့ကိန်းဂဏန်းများကဲ့သို့သောအရာများပြောင်းလဲနေခြင်းကိုဖော်ပြရာတွင်သုံးပါတယ်။နေ့စဉ်သုံးစကားပြောလေးတစ်ပုဒ်လောက်လေ့ကျင့်ကြည့်ရအောင်နော်။最近円の価値がまた変動していますね。そうですね。為替はいつも変動するから輸出の仕事は大変ですよね。本当にそうです。特に今の時期は世界の経済も不安定ですし。うちの会社も利益がその影響を受けています。早く落ち着いてくれるといいですね。ကဲအခုလောက်ဆိုရင်တော့ဒီဟင်းခန်းကြီးလေးနဲ့ပတ်သက်ပြီးတော့ဘယ်လိုပြောင်းလဲရမလဲဆိုတာကိုသိသွားကြပြီလို့ထင်ပါတယ်။ဒီခန်းကြီးလေးနဲ့မဟုတ်ဘဲနဲ့တခြားဘယ်လိုပြောင်းလဲလို့ရသေးတယ်ဆိုတာတွေကိုနောက်ထပ်ဗီဒီယိုတွေမှာထပ်ပြီးဖော်ပြပေးသွားပါမယ်။ခေါင်းလောင်းလေးနှိပ်ပြီးတော့ subscribe လုပ်ထားဖို့မမေ့ကြပါနဲ့နော်။ဗီဒီယိုလေးတွေတိုင်းမှာစကားပြောလေးတွေအမြဲတမ်းပါသွားမှာမို့လို့အားလုံးပဲဆက်လက်စောင့်ကြည့်ပေးကြပါအောင်နော်။